အားလုံးပဲမင်္ဂလာပါခင်ဗျ။ August China server new skin လေးကိုဒီဗီဒီယိုမှာမိတ်ဆက်ပေးသွားမှာဖြစ်ပြီးတော့ developer တွေအနေနဲ့ကတော့ official server ကိုဒီနှစ်လယ်ပိုင်းလောက်မှာရောက်မယ်လို့ပြောထားတယ်ဆိုပေမဲ့အခုရက်ပိုင်းဒီမှာလာတဲ့ event တွေရဲ့အနေအထားကိုကြည့်ချင်းအပြင်ကျွန်တော်အနေနဲ့9လပိုင်း10လပိုင်းလောက်မှာလာမယ့် skin တခုလို့တော့ထင်မိပါတယ်။အဲ့တော့ဒီမှာဆိုရင်သူထွက်ထားတဲ့ August ရဲ့ပုံစံဆိုရင်တစ်ချိန်တော့ကျွန်တော်တို့ O Alpha Epic skin ကိုတော့သွားပြီးသတိရစေတယ် skin design ဒီတော်တော်လေးကိုလှတယ်Epic အနေနဲ့ကျွန်တော်တို့ Diamond 899နဲ့ဆိုရင်တော့အတော်လေးကိုတန်မဲ့ skin ပုံစံတစ်ခုလို့တော့ပြောလို့ရပါတယ်ခင်ဗျ skin ရဲ့ scale effect တွေကိုအတူတူကြည့်လိုက်ကြအောင်我的怜悯已经荡然无存。真实不虚的力量，一击殒命，一击殒命。人类终将在最后的审判，我是不灭的。ဒီ skin ဆိုရင်တန်ပိုင်းမှာလည်းတော်တော်လေးကို might တဲ့ skin တခုဖြစ်တယ် scale 2ကတော့ကျွန်တော်ခုနဆန်းပြမှာမမြင်လိုက်ရပါပဲကျွန်တော်ဒီမှာ enemy နဲ့သူဆန်းပြတဲ့အခါမှာတော့ scale 2သုံးလိုက်ရင် enemy ရဲ့ခေါင်းပေါ်မှာ emotion တခုပေါ်လာမှာဖြစ်တဲ့အတွက်တော်လေးကို might ပါတယ်ခင်ဗျအလုံးစုံခြုံကြည့်ရမယ်ဆိုရင် August ဒီ skin ကို epic skin အနေနဲ့ဒါ model နဲ့တကယ်ကြီးရောင်းချလာမယ် collector မဟုတ်ဘူးကျွန်တော်တို့ exclusive skin ပုံစံမျိုးမဟုတ်ဘဲနဲ့ဆိုရင်တော့အတော်လေးကိုတန်မဲ့ skin မျိုးလို့ကျွန်တော်တို့ထင်မိပါတယ်တကယ်ကျွန်တော်အမြင်ကိုလည်း comment ရေးပြီးဆွေးနွေးခဲ့ကြပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်